Miglava New Life Education Center ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်မကတော့ Microsoft Word ထဲမှာ equation ရေးတဲ့အနေနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးကြမှာဖြစ်ပါတယ်။အဲဒါအတန်းလေးနည်းနည်းလေးနားနေရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီခံပြီးတော့နားထောင်ပြပါတော့ကျွန်မအခုဒီပုံမှာပြထားတဲ့အတိုင်းပေါ့နော်ကျွန်မတို့ equation လေးတွေရိုက်တဲ့အချိန်ကြာလို့ရှိရင်ဘယ်လိုရိုက်ရမလဲဆိုတဲ့ concept လေးနဲ့ပတ်သက်ပြီးတော့ share လုပ်ပေးကြမှာဖြစ်ပါတယ်။ဒီဆုံးကျွန်တော်တို့က equation လေးရေးတော့မယ်ဆိုရင်လူချင်းတဲ့နေရာလေးမှာကာစာလေးချပြရပါတယ်။ဒီတော့ဒီဆိုရင်ကျွန်တော်တို့ insert ထဲကိုပါလိုက်ပါမယ်။ insert ထဲကဒီအနောက်ပြဆုံး group ပေါ့နော် symbol ဆိုတဲ့ group လေးပါ equation ဆိုတဲ့ဟာလေးရှိပါတယ်။အဲ့ဒီ equation လေးကိုတင်လိုက်ပါမယ်။နေလိုက်ပြီဆိုလို့ရှိရင်သူကဒီဘက်မှာ equation ပုံစံဥပမာလေးတွေကိုလာပြီးတော့ပြပြီးမှဖြစ်ပါတယ်။ကျမတို့ကအဲ့ဒီ equation နဲ့ကျမတို့တော့မဲ့ရေးမယ့် equation တွေကမတူဘူးဆိုလို့ရှိရင်နောက်ထပ် equation အဖြစ်တစ်ခုယူဖို့ရအတွက်ကို insert new equation မှာကလေးတစ်ချက်လေးလိုက်ပါ။နေပြီးပြီဆိုရင်ကျမတို့က equation ပေါက်ကလေးလာပြီးတော့ကြာနေပါလိမ့်မယ်။အဲ့ဒီ equation ပေါက်ကလေးတိုင်းကျမကကြားတဲ့အချိန်မှာကြောက်ယူစောရိုက်မယ့်ဟာလေးကဒီအရှိရ x ကလေးရိုက်မှာ keyboard ကနေလိုက်ပါ xဒီတော့ကျမတို့ကဒီဘုတ်ကနေပြီးပြချင်းရိုက်ပြီးလို့ရပါတယ်။ဒါပေမဲ့အနောက်မှာကျမတို့ကအပိုင်းကိန်းလေးနဲ့ a square b square ဖြစ်နေတဲ့ဟာလေးရိုက်ကိုရအတွက်အရေးဆုံးအပိုင်းကိန်းလေးကိုလိုချင်ပါတယ်။အပိုင်းကိန်းလေးကတော့ဘယ်ထဲမှာရှိပါလဲဆိုလို့ရှိရင်ဒီအနောက်ဖြားဆုံးကပေါ့နော် equation တက်ထဲက structure ဆိုတဲ့ group ထဲမှာကျမတို့က fraction ဆိုတဲ့ဟာလေးရှိပါတယ်။ဒီမှာကလေးတစ်ချက်လေးလိုက်ပါနေလိုက်ပြီဆိုလို့ရှိရင်ကျမတို့ကအောက်မှာ common fraction ရှိတယ်အပေါ်မှာ fraction ဆိုပြီးတော့ရှိတယ်ပေါ့နော် common fraction ဆိုတာကျမတို့ဒီအသုံးပြုနေကြရေးဘူးရသုံးတဲ့အားလေးတွေဖြစ်ပါတယ်ကျမတို့ကတော့ဒီမှာ fraction ထဲမှာမှဒီနဲ့ဒီချေပုံစံလေးသုံးလို့ရပါတယ်ဒါဆိုကျမကဒီပဲရှိရပိုင်းကင်းလေးကိုယူလိုက်ပါမယ်ယူပြီးတော့ရင်ကျမတို့ရဲ့နေရာလေးကဒီနေရာလေးဖြစ်ပါတယ်ဒီနေရာလေးမှာကလေးတစ်ချမ်းလေးလိုက်ပါနေပြီးတော့ကျမတို့ဒီတိုင်းလေးလို့မရသေးပါဘူး။ဘာကြောင့်လဲဆိုရင်ကျမတို့ရဲ့နေ a ပါဆိုလို့ရှိရင် square ရပါပါတယ်။ဒါကြောင့် a square ရလို့ရအောင်ကျမတို့ square ကိုသွားပါမယ်။ square မှာဆိုရင်ကျမတို့က super square လေးရှိပါတယ်။ set square လေးရှိပါတယ်။ကျမတို့အပေါ်တင်ရမယ့်ဟာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီရှေ့သုံးမှာရှိတဲ့ super square လေးကိုကလေးတစ်ချက်နေပြီးတော့သုံးပါမယ်။အဲ့လိုမျိုးလေးရိုက်ပြီးတော့ပြီဆိုရင်အခုကျမတို့ဒီအကွက်ကြီးလေးရဲ့မှာ a ကိုရိုက်ပါမယ်။ keyboard ကနေဒီအပေါ်အကွက်သေးလေးမှာကလေးတစ်ချက်နေပြီးတော့2ကိုရိုက်ပါမယ်ဒါဆို a square လေးဖြစ်သွားပြီပေါ့နော်။ဒါဆိုအောက်မှာလည်းအဲ့လိုပဲအောက်ကကွက်လေးမှာကလေးတစ်ချက်နေမယ်။ structure တွေက sacred ကိုသွားမယ် super sacred ကိုရေးမယ်ဒီပုံအကြီးလေးမှာကလေးတစ်ချက်နေမယ် p လေးကိုရိုက်မယ်ဒီအသေးလေးမှာကလေးတစ်ချက်နေမယ် square ကိုရိုက်မယ်ဒါဆိုရင် a square a square ပိုင်း b square လေးဖြစ်သွားပြီပြီးတော့ရင်ကျွန်မကအပေါင်းနေချင်တာဖြစ်တဲ့အတွက်အပေါင်းရိုက်မှာဖြစ်တဲ့အတွက်ဒီမှာပေါ့နော်ဒီအနောက်ဖြားလေးမှာဒီအခုလက်ရှိရောက်နေတဲ့နေရာမှာရိုက်လို့ရအောင်ဒီအနောက်ကလေးမှာကလေးတစ်ချက်ပြန်ပြီးတော့နေပြရပါမယ်ခြားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ simple ထဲမှာဆိုလို့ရှိရင်အပေါင်းလက္ခဏာလေးကျွန်တော်တို့လိုက်ရှာလိုက်ပါမယ်ဒီအပေါင်းလက္ခဏာလေးတွေ့လို့ဆိုကလေးတစ်ချက်နေလိုက်ပါနေပြီးတော့ရင်ကျွန်တော်တို့ဒီမှာနောက်က bracket လေးလိုချင်တာပေါ့နော် bracket လေးလိုချင်တာဖြစ်တဲ့အတွက် structure လေးက bracket မှာသွားမယ်ဆိုရင်ဒီမှာအမျိုးမျိုးရှိတယ်ပေါ့နော်ဒီစဝိုင်းပုံလေးရှိမယ်လေးတောင်ပုံလေးရှိမယ်ပါ square bracket ကိုလိုချင်တာဖြစ်တဲ့အတွက် square bracket မှာကလေးတစ်ချက်နေမယ်ပြီးရင်ဒီအတွင်းထဲမှာစာပြီးစာရိုက်မှာဖြစ်တဲ့အတွက်အတွင်းထဲမှာကလေးတစ်ချက်နေမယ် y အစားသင်္ကေတလေးရစား symbol လေးမှာကျမတို့သွားပြီးတော့ရှာရမှာဖြစ်ပါတယ်အစားလေးကိုရှာကြည့်နေနော်ဒီမှာအစားလေးပြီးတော့လို့ရှိရင် set ဒါဆိုလို့ရှိရင်ကျမတို့ကပုံသင်ကြီးတစ်ခုရသွားပါပြီပေါ့နော်အဲတော့ကျမတို့ကဒီပုံသင်ကြီးရိုက်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်ကျန်တဲ့သူနဲ့အလားတူတူတဲ့ပုံသင်ကြီးတွေကိုထပ်ပြီးတော့ရိုက်ချင်တဲ့အချိန်မှာ insert ထဲကိုသွားပြီးကျမတို့ထပ်ပြီးသွားစီရမလို့ပါဘူးပေါ့နော်ဘာလို့လဲဆိုရင်နောက်ထပ်အပိုင်းကိန်းရမှာဆိုရင်ကျမတို့ကဒီအပိုင်းကိန်းလေးကို select လုပ် copy လုပ်ပြီးတော့မှအနောက်ကနေပြီးတော့ချက်ပြီးတော့ပေါ့နော် sorry ပါနောက်ကနေကထပ်ပြီးတော့ကျမတို့ထပ်ပြီးတော့ copy လုပ်ပြီးတော့သုံးသွားလို့ရှားပါတယ်ပေါ့နော်ဒီမှာဒါလေးကျမတို့ bracket လေးလိုချင်တာဆိုရင်လည်းသူ့ကို copy လုပ်ပြီးတော့မှဒီအနောက်မှာ sorry ဒီအနောက်မှာပေါ့နော်ဒီလိုလေးထားပြီးတော့သုံးလို့ရပါတယ်ဆိုလိုချင်တဲ့အဓိပ္ပာယ်ကကျမတို့ကအရှိမပုံတရံသုံးထားတဲ့အရှိမသုံးထားတဲ့ပေါ့နော်ကျမတို့အပိုင်းကိန်းလေးဒီလိုမျိုးလေးတောင်ခွင့်နေအစရှိတဲ့ဖြစ်ပုံစံတူရဲဆိုလို့ရှိရင်ကျမတို့ insert ထဲကိုဒီကူတကသွားစီရမလို့တော့ဘဲနဲ့အရှိမသုံးထားပြီးသားဟာကို copy ယူပြီးတော့မှကျမတို့ကဒီမှာစာကြောင်းလေး
စာကြောင်းလေးပြောင်းပြီးတော့သုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောချင်တာဖြစ်ပါတယ်